ကျွန်တော်ဆိုဒီမှာသဘောကောင်းတယ်စေတနာပေါ်တာအများကြီးပဲဟော်ရွယ်ပြူငါမညာတတ်ပါဟင်းကောင်းအလွန်ကြိုက်တယ်ရွာကိုလာတဲ့ဒစိမ့်ဧည့်သည်အိမ်ကိုခေါ်ပြီးထမင်းကျွေးမယ်လာလဲမယ်ဆိုရင်ချိန်မရွေးပါအိမ်လေးစားရွာတယ်ပါဟင်းကောင်းလက်ဖက်ရည်ဆိုင်နာကကိုရဆိုင်တပင်းကလမ်းသွဲတယ်အကွေလို့ဝင်ခဲ့ပြင်စမမြောက်အရက်ဆိုင်နဲ့ရဲ့နှစ်ထပ်အိမ်ကြီးဒါကျုပ်တို့နေတဲ့အိမ်ကိုလေးဧည့်သည်လာစေခြင်းဒီဧည့်သည်မျောနေပါ